များကိုနှိမ့်ဆက်ညှဉ်းပန်းရင်အဲ့လိုမတန်မစွမ်းဖြစ်တယ်တဲ့ကျွန်တော်ဒီဘဝတော့သူများကိုနှိမ့်ဆက်တာမရှိပါဘူးနှိမ့်ဆက်ညှဉ်းပန်းတယ်လို့ကြားရင်လေဆက်ဆုပ်ယုံမုန်းပါတယ်သို့တော့အတိတ်ဘဝတစ်ခုတုန်းကတော့တော်တော်ပြင်းနေပုံရပါတယ်အဲ့ဒီဝကြွေးတွေပေးဆက်နေရတယ်ဝကြွေးရှိရင်ပေးရမှာပဲဒီဆရာတော်ဘုရားကြီးကအိမ်တိုင်းမှာစိုးစားပင်နေတဲ့ဆုံးသွားပြီးတော့ဖုံးပေးတာပေါ့ဆုံးဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်ဝင်ချွတ်ထားခဲ့တဲ့ဒီဆရာတော်ဘုရားကြီးရဲ့ဖက်နှက်ကပျောက်သွားတယ်ကျန်တဲ့တန်ဃာတွေကတော့ကိုယ်ဖက်နှက်ကလေးကိုစီးကြွသွားဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖက်နှက်နေရာကလေးအမြဲတမ်းကြည့်နေပါတယ်တဲ့အလူရှင်ကစိတ်မကောင်းဘူးရှင်ဘုရားဖက်နှက်ကိုနှမျောမနေပါနဲ့တပည့်တော်အသက်ဝင်လူပါမယ်လို့ပြောတယ်ဒီဆရာတော်ကြီးကပြန်ပြောတယ်ဖက်နှက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဟိုးတိတ်ဒီဘဝမှာဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖက်နှက်ခိုးခဲ့မိတာရှက်လို့ပါ